သဗ္ဗညုဖျားသဗ္ဗညုဖျားရဲ့နောက်ဖက်မှာနလျောင်းကျောင်းရှိရပေါ့နော်နလျောင်းကျောင်းရှိရဟန်စုမနေ့ကမသိပဲနဲ့ကြော်သွားပါတော့ဒါပေမဲ့မတော့မဖြစ်ပါဘူးတအားကြီးတော့မဝေးပါဘူးဒီနေရာနဲ့ဒီနေရာလေးဟန်စုပါဒီဗီဒီယိုလေးကတော့ဟန်စုဓမ္မယန်ကြီးဖျားသွားပြီးရဲ့နောက်နလျောင်းကျောင်းကိုဆက်ပြီးတော့လာခဲ့တာပေါ့နော်သဗ္ဗညုဖျားကတော့ဟန်စုမနေ့ကသွားခဲ့ပြီးသားဆိုတော့ဒီနေ့မှာတော့နလျောင်းကျောင်းကိုပဲတိုက်ရိုက်သွားပါမယ်နလျောင်းကျောင်းရဲ့ဒီနေရာကတော့သဗ္ဗညုဖျားရဲ့အနောက်ဘက်ပထိုးသားများလှိုင်ကိုရဲ့အရှေ့ဘက်မှာတည်ရှိပါတယ်အခုဆိုလို့ရှိရင်နလျောင်းကျောင်းလို့ခေါ်တဲ့နေရာကိုရောက်ပြီပေါ့နော်အမှန်တကယ်ကနလျောင်းကျောင်းကဒီသဗ္ဗညုဖျားရဲ့နောက်ဘက်မှာရှိတာကိုဟန်စုထင်ကဓမ္မယန်ကြီးဖျားရဲ့နောက်မှာရှိတယ်ထင်ပြီးတော့ပေါ့နော်မနေ့ကတခါတည်းမလာလိုက်မိတာအခုဒီနေ့ကျမှတီးတန့်တစ်ခေါက်ထပ်လာပါတယ်ကဲဒါဆိုလို့ရှိရင်ဝင်လိုက်ကြရအောင်နော်ဒီမှာဆိုရှင်သဗ္ဗညုဖျားရဲ့နောက်ဖက်မှာနလျောင်းကျောင်းရှိရပေါ့နော်နလျောင်းကျောင်းရှိရဟန်စုမနေ့ကမသိပဲနဲ့ကြော်သွားပါတော့ဒါပေမဲ့မတော့မဖြစ်ပါဘူးတအားကြီးတော့မဝေးပါဘူးဒီနေရာနဲ့ဒီနေရာလေးနေရာနဲ့နေရာတအားကြီးတော့မဝေးပါဘူးနလျောင်းကျောင်းဟာဆိုလို့ရှိရင်ပကံခေဦးဟိန္ဒူဘာသာကိုးကွယ်သူတို့ရဲ့ဝတ်ပြုရာနေရာစာအုပ်ဖြစ်ပါတယ်။အနော်ရထားမင်းလက်ထက်မှာထီရဝါဒဗုဒ္ဓသာသနာပြန်ပွားလာစေရန်ဆောင်ရွက်ခဲ့တဲ့အခါမှာယခင်ကအစဉ်လာကိုးကွယ်ခဲ့ကြတဲ့ဘုရားရုပ်ထုများကိုတီလှောင်ထားချုပ်ထားရနေရာဖြစ်ကြောင်းအရင်ကအဆိုရှိကြပါတယ်။ဒါပေမဲ့အမှန်စင်စစ်ကတော့နလျောင်းကျောင်းသာဖြစ်ပါတယ်။နလောင်ကျောင်းမဟုတ်ပါဘူး။အတွင်းမှာလဲလျောင်းအိတ်ဆက်နေဟန်ဗိရှ္ဏုဖျားရဲ့ရုပ်ထုရှိတဲ့အတွက်ကြောင့်မို့လို့နလျောင်းကျောင်းလို့ခေါ်ဆိုကြခြင်းဖြစ်ပါတယ်။နလျောင်းကျောင်းကိုတော့ခရစ်နှစ်17ရာစုမှာတည်ဆောက်ကိုးကွယ်ခဲ့တာလို့သိရပါတယ်။ဘုရားကျောင်းအတွင်းမှာတော့တမဲဘာသာနဲ့ရေးထိုးထားတဲ့ကျောက်စာတစ်ချက်ကိုလည်းတွေ့ရှိရပါတယ်။ဒီကျောက်စာမှာဆိုလို့ရှိရင်နလျောင်းကျောင်းရဲ့မူလပွဲအမည်တွေပြန်လည်ပြုပြင်မွမ်းမံခဲ့ကြတဲ့ဟိန္ဒူဘာသာဝင်တို့ရဲ့အကြောင်းအရာတွေအပြင်ဒီဘုရားကျောင်းတည်ဆောက်ရာဒေသကိုအရိပတနာပူရမလို့ဖော်ပြထားပါသေးတယ်။အနော်ရထားမင်းအနေနဲ့ဗိရှ္ဏုဘုရားကိုးကွယ်တဲ့ဟိန္ဒူဘာသာဝင်တွေရဲ့ဆန္ဒအရပကံမှာကျောင်းဆောက်ခွင့်ပြုခဲ့ဟန်လဲတူပါတယ်။
ဒါကြောင့်မို့လို့နောက်ခေတ်ကာလမှာနတ်လျောင်းကျောင်းကိုအနော်ရထားမင်းရဲ့ကုသိုလ်တော်ဖြစ်ဖော်ပြကြပါတယ်ဖျားเจ้าတွင်းမှာတော့ဗိရှနုဖျားရှင်နဲ့ဆိုင်တဲ့ရုပ်ထုများကိုတေချာကြားနာစွာတည်ဆောက်ထားပါတယ်။ဖျားเจ้าတွင်ဝင်လိုက်မယ်ဆိုရင်ဇင်းချက်ပလန်ကိုတွေ့ရမှာပါ။အတွင်းဆောင်မှာတော့အလဲမနိုင်ရှိပြီးတော့အလဲမနိုင်ရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာရှိတဲ့မုတ်ကတ်တွေမှာတော့ဗိရှနုဖျားရှင်ရဲ့ရုပ်ထုတွေကိုထုတ်လုပ်ပို့ဝဲထားပါတယ်။အဆူတွေ့ရတဲ့လောက်ကတော့ဒီရုပ်ထုတွေရဆိုလို့ရှိရင်တော့မူလလက်ရာတွေဖြစ်ဟန်မတူပါဘူး။နောက်ပိုင်းကျမှအသစ်ထပ်မံပူဇော်ထုတ်လုပ်ထားတဲ့ရုပ်ထုတွေဖြစ်ဟန်တူပါတယ်။ဖျားเจ้าဆောင်အတွင်းမှာတော့နေရန်စီးပကြီးတွေအနှဲငယ်ကျန်ရှိနေရကိုတော့တွေ့မြင်ရပါသေးတယ်။ဆိုလို့ရှိရင်နေရစီးပကြီးတွေရောတွေ့ရတယ်ပေါ့နော်ဒီရာကတော့17ရာစုAD 17ရာစုလက်ရဖြစ်မှာပေါ့ရှေ့ဘက်ချမ်းမှာတော့သိပြီးတော့လက်ရတွေကနေရစီးတွေကနေအောင်ကြောင်ပေါ့နော်အဲ့လိုမျိုးပြတ်သွားပြီအခုဒီဘက်မှာဆိုလို့ရှိရင်တော့နေရနေမှာဆိုလို့ရှိရင်နေရစီးပကြီးလက်ရတွေတွေ့နေရသေးရပေါ့နော်ချက်မှာဆိုလို့ရှိရင်လည်းဒီကြာဝင်းပုံစံပေါ့နော်အင်္ဂရိပန်းဆွဲတွေကိုတွေ့ရပါတယ်
ပြောရမယ်ဆိုလို့ရှိရင်ဒီအခု Vishnu ရုပ်ထုပေါ့နော် Vishnu ရုပ်ထုတွေကတစ်ခုကတော့ဟိုပါပေါ့အင်္ဂလန်နိုင်ငံကိုပါသွားတယ်လို့သိရတယ်ဒီရုပ်ထုတွေထဲမှာဆိုရှင်တစ်ခုကတော့မွေးမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးပါဟုတ်ကဲ့ပါကိုကဆိုအားကြောင့်နေပါပါဟန်စုဖះတဲ့လောက်ဆိုလို့ရှိရင်ဖះเจ้าအတွင်းမှာရှိတဲ့နေရမုတ်ကတ်အတွင်းမှာဗိရှနုဖះရှင်နဲ့ဆိုင်တဲ့ကိုပွားတွေကိုထုတ်လုပ်ထားတယ်လို့သိရတယ်ပေါ့နော်ဒီငါးမင်းလိမ်မင်းဝက်မင်းချင်းသေးမင်းပုံတွေအပြင်နောက်ပေါ့နော်ဒီကိုပွားမြောက်ဖြစ်တဲ့ဂေါရမဖះဆင်းသူတော်လည်းပါရှိတာကိုတွေ့ရတယ်ဒါပေမဲ့အခုဟန်စုသွားရောက်ကြည့်ရှုလေ့လာကြည့်တဲ့အခါမှာတော့အဲ့ဒီရုပ်ထုတွေဟန်စုမတွေ့ခဲ့ရဘူးပေါ့နော်ဟန်စုပဲမမြင်ခဲ့ရလားဒါမှမဟုတ်ရင်မရှိတော့လားဆိုတာတော့ဟန်စုလည်းသိချမသိပါဘူးခုသွားပြီးတော့လေ့လာကြည့်တဲ့အခါမှာတော့မတွေ့ရတော့ပါဘူးဒီဝင်ချင်းဖူးတွေ့ရတဲ့ဒီဗိရှနုဖះရှင်ရဲ့ရုပ်ထုတော်ဆိုလို့ရှိရင်လည်းပြန်လည်မူးမှန်ထားခြင်းဖြစ်တယ်ပေါ့နော်မူလလက်ရာကတော့အနန္တနဂါရဲ့အမိသာကျန်ရှိနေခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့စာမိကရနေပြီက12နာရီပဲထုတ်ခဲ့တာဟုတ်ကဲ့စာမိဘလို့စူးစမ်းnhà cho mặn á. ခုဆိုလို့ရှိရင်နှစ်ယောက်เจ้าကိုရောက်ပြီးတော့သွားပါပြီဒါပြီးလို့ရှိရင်ပဲသွားရမလဲဆိုတော့ဆက်ကြည့်လိုက်အောင်ပဲပေါ့နော်ဒါဆိုသွားဖို့ရွေးထားတဲ့နေရာတွေရှိတယ်အဲ့လိုတစ်ချက်သွားမယ်ပေါ့နော်ဟုတ်ဒီနေ့သွားဖို့ရွေးထားတဲ့မနက်ပိုင်းတစ်ခုကတော့ပြည်သွားပါပြီလိုချင်တာလည်းအများကြီးဖျားเจ้าနဲ့မှလာပြီးဆူတောင်းနေသူတွေလည်းရှိရပေါ့နော်ကိုယုံကြည်ရပေါ့ဟုတ်ကဲ့ပါဟန်သူရဆိုပြီးပြန်ပါပြီအားလေးပြအားလေးရကြတော့ပေါင်းလို့တော့ကိုယ်တိုင်ထိုးရလေးလက်ဟုတ်တယ်ရှိတယ်လေးဒါရှိအားကြတော့တယ်ဟာအတီ
ရှော့ပေးအောင်မလားယူရင်ရှော့ပေးပါအောင် မှာပေါ့စေးပေါ့ ဘယ်လောက်ထားပေးမှာတော့ ဟွာ900လို့ရှော့တယ် တစ်သောင်းမရဘူးလားတစ်သောင်း ဟုတ်ကဲ့ဘုံလုံးပြောတော့တောင်းတစ်ဆောင်တစ်ထောင်လို့ပို့ပေးတယ်မလေးဒီတူပါပတ်ကြည့်လိုက်အောင် အဲ့ဒီဒီလေးဘယ်ရစီလဲ ဟုတ် ဒီဆုံးတော့ဒီဆက်ရအော်ရောသွားခုမှဝင်ရသွား ဗစ်နူရုပ်ထုလေးပေါ့နော်ကြီးရုပ်ထုလေးဝယ်ပါတယ်ခုကအစုဖျားဆောင်ကိုတစ်ချက်ပတ်ကြည့်နေရပါဟုတ်ကဲ့ပါဒီနန်းလျောင်းကျောင်းကတော့ဟန်ဆုရဲ့ပကံခီးစစ်နေတဲ့မှာမဖြစ်မနေသွားဖို့ရည်ရွယ်ထားတဲ့ဘုရားကျောင်းတစ်ခုပါဟန်ဆုရဲ့ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်